처음에 소라지노로와 디아가 아무리 좀 상하고 서쳐고 상하고 또 서쳐고 그러니까 이슈가 너무 높게 너무 지나면서 서로와 너무 애체야 너무 애체야 이마로 담아서 어서 담아서 공부야 어? 담아서 공부하고 이제 나 어차피 담아져 그냥 이거로 계속 계속 담아져 그러면 맞춤 좀 쓸때 그래서 그다음에 따로 비디오 파일 PDF starting assistant security web PDF 그리고 이 dashboard 보면서 이거 그냥 막 라비에 다서 저 다오 보이는 거 되게 assign code ပြတယ်ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော် SND ပါကျွန်တော်500တော့ပေါ့နော်ကျွန်တော် site တော့နောင်းလို့ပြောတာစဉ်းစားပြီးဒါကျွန်တော်ရဲ့ POID ပေါ့နော်ဒီ POI ပေါ်လာတော့ POID ရဲ့ကျွန်တော် previous day logo ဘာကြောင့်လဲဆိုတဲ့ POID လေးဒီမှာပေါ့ previous day logo မှာတက်တဲ့ POID လေးဆောင်းအောင်တော့ချင်previous day previous day logo previous day logo နဲ့ဒီတက်တဲ့နေရာကိုလို့ရှိနော်အဲ့ဒါတက်တဲ့နေရာကိုထားရတက်ဆိုတော့ okay ကျွန်တော်ဆောင်းနေကြည့်ရှာနဲ့ရတယ်ပြီးတော့ရှာနဲ့လာပြီးတော့ကျွန်တော်တို့ရှာနဲ့လာတော့ပြီးတော့ကျွန်တော်ပါဒီတော့ပြော consolidation ဒီလောက်တဲ့အဲ့ဒါတက်ဒါဆိုစဉ်းစားလိုက်တာဒီရှာဘောကလည်း consolidation လုပ်ပြီးတော့တက်တယ်ဆိုတော့ဒီမှာက POI ရှိတာဆို POI မရှိဘူးဘယ်လိုမှတော့POI မှာမရှိတဲ့ liquidity ပဲရှိ liquidity ကိုလည်း maximum နော် liquidity ကိုလည်း bonus တက်တယ်အဲ့ဒီလိုလိုပဲကျွန်တော်ပြောလို့ liquidity ကို respect မပေးဘူးဆိုတာလည်းဘယ်လိုပြောရမလဲဆိုတော့ဒီအောက်မှာကျွန်တော်တို့ဘာမှ POI ကောင်းကောင်းမရှိဘူးပေါ့နော် POI ကိုတောင်းရှိအဲ့တော့ကျွန်တော်တို့ respect ပေးပါပြန်ပြီးတော့စောင့်ကြည့်နေလိုက်တယ်ပြပါကတော့ပြီးသွားပြီပေါ့နော်ကျွန်တော်ဒီတော့ဒီနားမှာတော့ကျွန်တော်တို့ရှိတယ်ပေါ့နော်ဝါဝါကတ်ကိုရှိတယ်ဝါကတ်ကိုရှိတယ်ဝါကတ်ကိုကျွန်တော်တို့ကဒီတဲ့ကောင်ဝါကတ်ပါတော့ဒီကကဖြစ်တော့ဝါကတ်ကိုတော့နော်အဲ့ဒီဝါကတ်ကိုကြည့်လိုက်အောင်ချားပါလို့ရှိတယ်ဒါစောင့်ကြည့်ပါဦးနော်စောင့်ကြည့်ဟိုဝါကတ်ကို respect တော့လို့စဉ်းစားအောင်လည်းပေါ့ဒီချိန်မှာတော့စဉ်းစားလိုက်ငါဒီလိုဖြစ်သွားပြီအလောင်းတယ်ရှော့တယ်လားအဲ့လိုတိုင်းဒီစဉ်းစားလိုက်ရှယ်လက်ပြရဲဆိုပြမယ်လို့ပြောရလေအဲ့တော့ဒီမှာလောင်းမင်းလောင်းတဲ့ချိန်လောင်းလို့ရတယ်အဲ့မှာကျွန်တော်မှာပါမှာရအောင်ပေါ်ရတယ်ပေါ်လိုက်မယ်အော်မဆောအော်ဒါတော့အနည်းဆုံးတော့2တော့ပို့ချင်တယ်2တော့ဆောက်ပြီးဆောက် spell လာပြီး spell ပေးတယ်spell လာပြီးမှစောင့်ကြည့်နေ
အမှန်တော့ကျွန်တော် EM ကိုပြန်ဖွင့်ထားတယ်နော်အဲ့ဒါလည်းပါပါတော့ဒီမှာကျွန်တော်တက်ပြီးကျွန်တော်မှာဝါရှောင်းနေတယ်ဟောဒီမှာ EM ကိုဖွင့်ထားတော့ကျွန်တော် software မှာတက်ဟော EM ကိုဖွင့်ထားပြီးပေါ့နော်ကောင်းလေးကျွန်တော်တို့ပြရတယ်ကျွန်တော်ဒီမှာချိန်နေဆိုလို့ဒီလိုက်ဒါ raspberry ရပါတော့ raspberry ဆိုတော့ဒါပေမဲ့ကျွန်တော်ဒီလိုမှားလာဆိုတော့မမှားဘူးကျွန်တော်မမှားတော့ကျွန်တော်လည်းတော့ကြည့်တယ်တော့ထားဒီလိုလေးထားမယ်ဆိုတော့ဒီအောင်ဆိုရင်နော်ဒါနဲ့ဒီဟိုကိုပြန်ပြကြတော့ကျွန်တော်ဆောက်ကြည့်ဟောပြတယ်ပါဒီမှာဆိုလည်းပြီးသွားရှိတယ်ဒီမှာဆိုလည်းကျွန်တော်တို့ဒီဟာဆိုရင်ဒီမှာဆွပြီးတော့ကျွန်တော်တို့ဒီမလုံးအောင်ကျွန်တော်ထောက်တော့ပေါ့နော်ထောက်တော့မယ်ဆိုတော့ပြအဲ့ချိန်မှာကျွန်တော်စဉ်းစားလိုက်တာဒီမှာဒါလည်းဆွဒါကျွန်တော်တို့ချင်ပေါ့နော်လုပ်ချင်တယ်ညနေဆိုတော့ဝင်ပြီးတော့ဝင်ရဟုတ်နော်ဒါလည်းကျွန်တော်လည်းဟိုအဲ့ဒါလည်းဟိုဒီတော့ပါဆိုတော့ကျွန်တော်လည်းတော့ဝင်လိုက်တော့လည်းကျွန်တော်တီးပြီးတော့ထူးထူးအာမင်းတို့ဆိုလို့ရတယ်ဒီတော့ဒီနားမှာဆိုပြန်စင်းတော့ဒီလိုကြည့်တော့ဘောနော်အဲ့ပြပြတော့ဆိုရအောင်အဲ့ဒါဆို sorry နော်ဆိုမင်းတို့အားတော့မင်းတို့တော့ plus 9ရအဲ့မှာ minus 1အားနော် minus 1အားမှာတော့ခုရှိ plus 9ရတော့တော့ဒီလိုကတော့ကျွန်တော် miss သွားတာပေါ့နော် miss သွားတာကျွန်တော် miss သွားတယ်ဒီမှာလည်းဒီကောင်ကတော့ daily မှာကြည့်လိုက်တယ် daily မှာကြည့်လိုက်တယ်ဒါဆက်မှာဆက်somehow ထောက်ခဏတော့ဒီစကားမှာကျွန်တော်ဒီမှာကြည့်လိုက်တယ်တော့အမြဲတမ်းပြောဆိုရင် asset တော်တော်နဲ့ပေါ့နော်ဒါမှကျတော်တော်နဲ့ကြည့်ပြီးတော့ဒီမှာလည်း liquidity တော်တော်စု liquidity လည်း liquidity စားပြီးတော့ဒီ risk liquidity လည်းလာစားလို့စဉ်းစားတယ်အဲ့တော့ကျွန်တော်ဒီစားကြည့်လိုက်တယ်ကျွန်တော်ဝင်ဖြုတ်ပြတယ်ပေါ့နော်ဒီ trade ရောက်တယ်ကျွန်တော်တို့ကျွန်တော် online နဲ့ပြောတယ်ဒီမှာလည်းကျွန်တော်တက်တယ်နော်ကျွန်တော်ကြည့်ရတယ်ဒီမှာကျွန်တော် switch chain ပါ chain ပြကြည့်ရတယ်ဒီအောင်ပဲလိုက်တော့တော့တာ previous day ကိုကျွန်တော်တော့ဟိုကျွန်တော်ရင်းများတယ်ခံသွားတယ်ကျွန်တော်ဘယ်ထိသွားလို့ရတယ်ဆိုတော့ကျွန်တော်ဘယ်ထိသွားလို့ရတယ်ကျွန်တော်အနည်းဆုံးတော့အနည်းဆုံးတော့ကျွန်တော်ဒီ get တွေပေါ့နော် get တွေ step ကိုပြန်လာတော့ကျွန်တော်သိတယ်အဲ့တော့ဒီတော့ရင်းများတယ်ပေါ့ရင်းများတယ်ဆိုတော့ကျွန်တော်သူတို့မျိုးလဲဆိုတော့ဝေးကအရင်ကျင်းနေပြီး300လောက်နဲ့ကျွန်တော်မဖိတ်ချင်ဘူးဖြစ်300လောက်နဲ့ကျွန်တော်ဖိတ်ချင်ဖြစ်အမှဆိုဒီမှာဆိုရင်ဒါပြတာဒီမှာဒီမှာလေးတစ်ခုရှိဒီမှာလို့ရှိတယ်ဒီမှာလေးပေါ့ပါရှိတယ်ဒီမှာတော့ကျွန်တော်ဒီမှာကျွန်တော်ထင်တဲ့အတိုင်းပဲဒီမှာ last week သွားတဲ့အချိန်မှာကျွန်တော်ဝင်ရင်တော့ဝင်ရတယ်နော်။ဘယ်ချိန်ဝင်ဒီလိုဝင်နေလဲဆို
ကျွန်တော်ဝင်ရမယ်ဆိုတော့ကျွန်တော်ဝင်ရတော့ဖြစ်ကြည့်အားမှာကျွန်တော်မမီလည်းဘူးလားမမီလည်းဘူးရတယ်ကျွန်တော် family ကပြန်သွားကြည့်တော့ဖြစ်တယ်မမီလည်းဘူးကျွန်တော်ဒီမှာကလဲပြီးတော့ဘာစိတ်ပြန်လာဘာစိတ်ပြန်လာတဲ့အချိန်ဘာစိတ်ပြန်လာတဲ့အချိန်ချက်ကြည့်လိုက်တဲ့အချိန်ဘာစိတ်ပြန်လာဒီမှာ relation ထပ်ပြီးတယ်relation ထပ်ပြီးဒီနားကတော့ပေါ့ပေါ့那这个也是毕业，也是毕业，也那个债务，那不要聊了。ကျွန်တော်လောင်းပိုင်းဆိုသွားလိုက်တော့ကျွန်တော်ကဟိုဒီဟာမီလို့သွားတဲ့ပြင်ကိုကွာလေးဝိုင်းရှော့ပါနော် just 500ပါလဲဆက်သွားတယ်ဟုတ်ကဲ့ဒါတော့ဆက်နံပါတ်6ရေးနေပြီပေါ့နော်ဆက်ချောတော့ trade ကြတယ်ဒီမှာ